ဒီလူရင်းဒီမှာရဲပေါ့နော်ဒီမှာတော့သူကရန်ချက်ချင်တာမလို့သူက style လေးဒီမှာအများကြီးလုပ်နေတာခုနေနေအမျိုးကြီးတော့လေချက်ဟန်ဘောကြိုင်နဲ့နောက်ပိုင်း online ပူစားနေရောင်းမှာလားရောင်းနေရှင်လို့ရှိရင်သူ different food တွေတို့လည်းစားလို့ရတယ်ဆိုပြီးတော့အဲ့ရနေစားပြီးတော့ချက်ဖို့ idea ရတာเนาะအခုပေါ်လာတော့ဒီမှာရှိမှာ၄ချိန်ပြင်ထားတယ်ပေါ့နော်အဲ့ဒါတော့၃ချိန်ပြင်ထားအခုတော့၄ချိန်ကြောင်းပြင်ထားတယ်ဒီအရန်များပြီးတော့ချက်ချက်စားနေမှာဆိုလို့နည်းနည်းလေးပိုပြီးအဆင်ပြေအောင်ဆောင်ရအောင်ဆိုပြီးတော့၄ချိန်ပြင်ထားတယ်စက်တစ်ခွဲရနေပြီးတော့စနစ်ခွဲရပြီးတော့စနစ်ခွဲရနေပြီးတော့2 နာရီနေပြီးတော့3 နာရီခွဲ3 နာရီကျန်တော့5 နာရီအထိ1 နာရီခွဲကြစီပေါ့နော်ကိုကင်ကတော့ကျွန်တော်တို့online ကနေပြီးတော့လည်းလုပ်ရတယ် information ဆိုင်ဖုန်းဆက်ပြီးတော့လည်းလုပ်ရတယ်နှစ်ဖက်တစ်ခါမတူညီတဲ့ menu လေးတွေနဲ့အကုန်လုံး different ပေါ့နော် different စားစေချင်လို့အတိုင်းတော့မတူညီတဲ့ menu တွေထည့်ပေးထားတယ်ဒါပေမဲ့ mohinga ကတော့ traditional ဖြစ်တော့ကြတော့ mohinga ကိုအများအားပါထည့်ပေးတယ်နော်ကျန်တဲ့အပတ်တွေကတော့မတူညီတဲ့ menu ကိုထုတ်ပေးမှာဆိုတော့ page ကနေပြီးတော့အများအားကြီးညာပေးနေပါတယ်နောက်ထပ်လည်းထပ်ပြီးတော့မြန်မာထမင်းနဲ့ဟိုကစားလုပ်ဖို့ရှိပါတယ်အခုနည်းနည်းကြည့်နေရောလို့ပေါ့နော်ရလို့ရှင် page ကနေပြီးကြီးညာပေးပါကျေးဇူးတင်मतलब महंगा सारे चलो तो सारे ज़्यादा बड़े सारे सोमा में Okay, dia ni ada teknologi di mana mana saja ada program ini, dia ada di buffet, saya di program cikgu juga ada tahu ada tadi dulu, Contoh tadi buffet setingkat mana ada sahaja ini, kita cheesecake jo, dan jo buffet jo, cheesecake, buffet itu mana kata saat nama buffet juga, apa sih ini kalau di mana ada dariอยู่ในตามตัวเนี่ยมาทำในที่ถูกต้องตามที่เราบอกว่าชีวิตนั้น
ဟောရှိတော့စီစဉ်နေပါတယ်ဟောရှိတော့အောင်သုံးသွားတယ်ဆိုရင်အဲ့လိုမျိုးတော့ရှိပါတယ်ဟုတ် ကိစ္စဒီကဒီဒေးရနေတယ်ပြောပြနေတဲ့ဆေးရတော့ဒီနိုင်ငံလူတွေကိုပေါ့ဒီကိုဒီနိုင်ငံလူတွေပေါ့ကျော်တာတော့ဆက်လုပ်ချင်တယ်ပြီးတော့ဒီဆိုင်ထဲကိုလိုက်တာနဲ့ဝုန်းမြင့်ဖြစ်တဲ့အတွက်အားလုံးကိုပြင်နေတော့အဓိကပြင်နေတယ်ပြီးတော့ကျွန်တော်တို့ traditional economic school တွေလည်းဒီအလူတွေအရာတွေလည်းဆက်တာတောင်းပါတော့ဟုတ်တယ် ဒီမှာတော့ traditional ဖြစ်တော့ကျတော့ဒီကအမြဲတမ်းပါဖြစ်တယ်နော်။ကျန်တဲ့ပတ်တွေကတော့မတူညီတဲ့ menu ကိုထုတ်ပြီးမှဆိုတော့ပေးကနေပြီးတော့အမြဲကြီးညာပေးနေပါတယ်။နောက်ထပ်လည်းထပ်ပြီးတော့မြန်မာပြည်နဲ့ဥပစာလုပ်ဖို့ရှိပါတယ်။အခုနည်းနည်းကြည့်နေရောလို့ပေါ့နော်။ရလို့ရှိရင် page ကနေပြီးကြီးညာပေးပါမယ်။ကျေးဇူးတင်ပါတယ်။ ဘုဖေးလာစား ဟုတ်စင်ပြေလားကို ပြပါရဟုတ် စားကောင်းတယ် စားကောင်းတယ်ဟိုစားကောင်းတယ် ဟုတ်ဟုတ် ကျန်တော့ဆိုတော့ဒီလိုတော့စားကောင်းတယ် ဒီမှာဒီကဆက်ပါတယ်။လာအားပေးတော့ပါနော်။ Oh, thank you. လေးစားတယ်